တနေ့မှဖခင်တယောက်ကသူ့မိန်းကလေးရဲ့အခန်းထဲကိုဝင်လာတဲ့အခါကလေးမလေးရဲ့နောက်ကျောမှာဒဏ်ရာရရှိနေတာကိုတွေ့ပြီးအရန်ထိတ်လန့်သွားတယ်။သူကချက်ချင်းအိမ်အကူကိုမေးလိုက်တယ်။ငါသမီးကိုဘယ်သူလုပ်တာလဲ။အဲ့ဒီချိန်မှာပဲမိမဖြစ်သူကအခန်းထဲဝင်လာတယ်။ဖခင်ကသူမကိုလည်းမေးလိုက်တယ်။ဒီအကြောင်းကိုသိလား။ဒါပေမဲ့မိမကမသိတယ်လို့ပြောပြီးလှည့်ထားဖို့ကြိုးစားနေတယ်။အဲ့ဒီအချိန်မှာအိမ်အကူကတိုက်ရိုက်ပြောလိုက်တယ်။ဒါကိုလုပ်တာမိခင်ပါပဲ။ဖခင်ကတုံ့လောက်သွားပြီးဘာလို့အဲ့လိုလုပ်တာလဲ။လို့မေးလိုက်တယ်။ဒါပေမဲ့မိခင်ကမသိဘူးလို့အပြင်းထန်ရင်းဆိုတယ်။ပြီးတော့သမီးဘေးကိုတွားရက်ပြီးသူမရဲ့နောက်ကျောကိုလှိုင်းနေလိုက်တယ်။ဒါဟာသမီးကိုရေလိုက်ဆိုပြီးလှုပ်ဝက်တတိပေးတာပဲ။အဲ့ဒီအရာကိုအိမ်ကူကတတိထားမိပြီးမိခင်ကမသိဘူးလို့ပြောနေတယ်ဒါပေမဲ့အခုတောင်ကလေးကိုလှိုင်းနေတယ်လို့ပြောလိုက်တယ်။ဖခင်ကသမီးကိုချက်ချင်းခေါ်ယူပြီးအမှန်တရားကိုပြောပါလို့နူးညံ့စွာမေးတယ်။ဒါပေမဲ့ကလေးကကြောက်ပြီးမပြောနိုင်ဘူး။အဲ့ဒီအချိန်မှာအိမ်ကူကအမှန်တရားကိုအကုန်ဖော်ထုတ်လိုက်တယ်။မိခင်ကကလေးကိုမတက်ရက်ပြီး cabbage cabbage ကိုသာစားခိုင်းထားပြီးသူမကိုယ်တိုင်ကတော့ကြက်ကြော်ကိုအစင်ပြေပြေစားနေခဲ့တယ်။ကလေးမလေးကကြက်ကြော်စားချင်တယ်လို့တောင်းဆိုပေမဲ့မိခင်ကလုံးဝမအေးအေးယူဘူး။ဒါကိုမြင်ပြီးအိမ်ကူကမတရားဘူးလို့တွေးပြီးကြက်ကြော်တချို့ကို cabbage အောက်မှာလှုပ်ဝက်ပြီးကလေးစားနိုင်အောင်ကူညီခဲ့တယ်